ကိုယ်ကိုမွေးထားတဲ့မိဘဆိုတာကိုကျေးဇူးတင်တဲ့ရှုထောင့်ကနေကျေးဇူးတင်ကြည့်ကြမယ်ဆိုရင်ကိုယ်ငယ်ဘဝကိုယ်ခန္ဓာကိုယ်ကိုမသိနိုင်တဲ့အချိန်အိယာထဲမှာပဲပက်လက်ကလေးနေနေရတဲ့အချိန်အဲ့ဒီအချိန်တွေကိုမိဘတွေကကိုယ်ကိုအရေးတကြီးကြီးနဲ့စောင့်ရှောက်ခဲ့တာအဲ့ဒီမှာအရေးအကြီးဆုံးကမိခင်ကများတတိလက်လွတ်များနေခဲ့မယ်ဆိုရင်အဲ့ဒီငယ်ငယ်လေးအချိန်မှာတင်အသက်တီမှာမဟုတ်ဘူးတည်သွားနိုင်တယ်အဲ့ဒါကိုမိခင်ကအချိန်မရွေးအဆက်မပြတ်ကြည့်ရှုစောင့်ရှောက်ပြီးတော့နေတာသူတို့စောင့်ရှောက်လို့လဲကိုယ်အရွယ်ရောက်လာရတာသူတို့ကြွေးတဲ့ထမင်းကိုစားသူတို့ဆင်တဲ့အဝတ်တွေကိုဝတ်ပြီးတော့သူတို့သင်ပေးတဲ့ပညာတွေကိုသင်ယူရင်းလူဖြစ်လာတာလို့စဉ်းစားလိုက်ရင်မိဘမှာကျေးဇူးတင်စရာအကွက်တွေအများကြီးပဲ